This is the chata. I chop the chata. This is a nanabin. This is the neodine. Neodine is very shade. I can tattoo you a pin. Tumi same hey. Tini Germany mamo okay. Tumi same. Let's go. Bari pale so apya pya me. Nya la. Bari pale so apya pya me. The quality. I'm about neodine. Nanabin. Pero ma kama to abu. I'm sorry. 真到 sorry နော်မှားခေါ်ပြီလို့ဟုတ်ပါတယ်အတူတူပါပဲဘယ်တော့မှထားမသွားဘူးတောက်ထားရတယ်နော်ပြီးလို့ရှိရင်စက်ဦးလေးကြောပြီးလို့ရှိရင်စက်သားကြောစက်ရင်ဘတ်ကြောပြီးလို့ရှိရင်အလဲကောင်သမင်းကြောလေးဆွဲမယ် let's go 觉得我这边的没有啥了哩，不老样了去了，所以说怎么，热了，大一把叫的是都了在他们山呢，那都啥了？哎呦我的妈！今天什么？今天都把这豆啥的别表。今天就接助的这多များ啦。今天拍个人那几个果然理来的说嘞。今天拍，你要几呀？多哎没表，我走路行多。ကျမကိုလိန်သွားတယ်လက်ကြီးတိုင်းမွန်းကဦးကျော်ဆိုတဲ့လူကြီးရဲ့တမိုင်းရာဇဝင်ကိုမသိသေးတဲ့လူတွေအတွက်ပြောပြပါမယ်သိတဲ့သူတွေကတော့တော်တော်များပါတယ်သူတို့အုပ်စုကမြန်မာပြည်မှာလည်းလိန်စားနေတာမဟုတ်ပါဘူးနိုင်ငံခြားမှာလည်းလိန်စားခဲ့တဲ့အုပ်စုပါအရင်ကသူကအိန္ဒိယသားကြီးတယောက်ရဲ့နောက်လိုက်အိတ်ဆွဲလာခါစား3000နဲ့ကလားစကပြန်လောက်ရတဲ့လူပါအခုချိန်မှာသူကမြန်မာပြည်မှာလက်ကြီးတိုင်းမွန်းဆိုတဲ့နာမည်နဲ့20ကျော်30ကျော်ဖွင့်ထားပါတယ်ဆိုပြီးတက်တန်းရှိပါတယ်ဆိုပြီးနာမည်ကြီးမင်းသားမင်းသမီးတွေကိုဗန်းပြပြီးတော့ကြီးညာခိုင်းပြီးတော့လူတွေကိုအယုံသွင်းခဲ့တာပါဆိုတော့သူဖွင့်ထားတာဒီ3-4နှစ်ပဲရှိပါသေးတယ်တိတဲ့သူတွေတိကြပါတယ်ဆိုတော့လွန်ခဲ့တဲ့နှစ်20ကလည်းသူ့နာမည်ကြားဘူးတဲ့သူတွေဘယ်သူမှမရှိပါဘူးဆိုတော့အဲ့အချိန်မှာသူဘာလုပ်နေတာလဲဆိုလို့ရှိရင်အိန္ဒိယသားကြီးတယောက်ရဲ့နောက်လိုက်အိတ်ဆွဲစကပြန်လုံးရတဲ့လာကစား3000ရတဲ့ဝန်တန်းမှာအဲ့တော့သူကဘလို့မြန်မာပြည်မှာဒီလိုရင်းနှီးမြုံနှံနိုင်တာလဲဘလို့လုံနိုင်တာလဲဆိုလို့ရှိရင်သူကသူ့ကျေးဇူးရှင်တထေးတွေစီကနေပြီးတော့အိန္ဒိယသားကြီးတွေစီကနေငွေတွေကိုလိန်လာပြီးတော့ဒီမှာဆိုင်လာဖွင့်ထားတာပါ CVD စိန်နေနဲ့ SI1 SI2 တွေနဲ့ရောညံ့ရောင်းပြီးတော့ဖွင့်နေတာပါဆိုတော့ပြီးတော့သူတို့အဲ့အရင်နည်းတွေနဲ့ရောညံ့ရောင်းဖို့စိန်အစ်စ်တွေကိုစိန်ကုန်းသေးတွေစီကနေပြီးတော့စိန်ပြပွဲတွေမှာစိန်တွေကိုအကျွေးတွေနဲ့ယူပြီးတော့အကျွေးတွေပြန်မဆက်နိုင်လို့စိန်ကုမ္ပဏီတွေကပြပွဲမှာကုမ္ပဏီတွေကဝိုင်းပေါင်းပြီးတော့သူ့ကိုဝိုင်းမောင်းထုတ်တာကိုသူခံရခဲ့ပူပါတယ်အဲ့ဒီသတင်းကအရန်ကွန်ဖမ်းပါတယ်စိန်ကုန်းတွေအကုန်လုံးလာတိုင်ကြတာပါဆိုတော့ CVD စိန်နေနဲ့ SI1 SI2 စိန်နေရောညံ့ရောင်းတာကိုကျမကသူတို့သမိုင်းတွေအကုန်လုံးကိုသိပြီးတဲ့နောက်ပိုင်းမှာသူတို့ဒီကျမကိုဘလို့ခထဲလိန်သွားပါတယ်ကျမကိုမီဒီယာတွေလည်းခက်တီတီနဲ့ဖြေခိုင်းပြီးတော့ညီမလေးအဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီးတော့ခုတီကျမသူတို့လိုချင်တဲ့အင်တာဗျူးတွေဒါသူတို့ဖြေခိုင်းသလိုဖြေပေးလိုက်တယ်ခုတီကျမငွေတွေပြန်မရသေးပါဘူးဆိုတော့သူတို့စီမှာအခုတည်းထိပြန်ရောင်းနေကြတဲ့လူတွေအများကြီးရှိပါတယ်အဲ့ဒီလူတွေကိုငကက်10သိန်းတန်ဆိုလို့ရှိရင်2ပတ်ချိန်ပါတယ်300တန်ဆိုလို့ရှိရင်2လခွဲ3လချိန်ပါတယ်အဲ့လိုကြီးချင်းပြီးတော့ရချင်းတွေရောက်လာလို့ရှိရင်တို့ပြန်အမ်းပေးလားဆိုမအမ်းပေးပါဘူးဥပဒေလက်တလုံးကြားတွေပြောတာပါအဲ့ဒီမန်နေဂျာဆိုတာလဲရှင့်နေကိုခန့်ထားတာပါရည်ရွယ်ချက်ရှိနဲ့ရှင့်နေကိုဥပဒေလက်တလုံးကြားတွေပြောဖို့ခန့်ထားတာပါတို့အဖွဲ့တွေဒီမှာရင်လိန်စားယုံနေမကဘူးနိုင်ငံခြားမှာပါလိန်လာခဲ့တဲ့တကယ်နာမည်ကြီးလူလိန်အဖွဲ့ပါဆိုတော့ line ပေါ်မှာလည်းလိန်လို့မရတော့ဘူးရန်ကုန်မှာလည်းလိန်လို့မရတော့ဘူးဆိုတော့တို့ကအခုနေတကာကိုလှည့်ပြီးတော့မတိတဲ့သူတွေရိုးသားတဲ့လူတွေသူတို့နောက်ခံသမိုင်းကြောင်းမတိတဲ့သူတွေကိုလိုက်ပြီးတော့ပွဲတွေလုပ်ပြီးတော့ရောင်းချနေတုန်းဖြစ်ပါတယ်ဆိုတော့အားလုံးသတိထားကြဖို့ကျွန်မကလာပြောပြတာပါအခုတည်းထိလူတွေရဲ့ငွေတွေကိုပြန်မအမ်းပေးတာလဲတပုံကြီးသူတို့တရားစွဲထားတဲ့လူတွေ notice ပို့ထားတဲ့လူတွေတပုံကြီးအခုသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုရောင်းချနေတယ်လို့ကျွန်မသတင်းကြားရပါတယ်နောက်ပြီးတော့သူတို့စီမှာရှိတဲ့ stock တွေအကုန်လုံးကိုစိုင်းနာမည်တစ်ခုနဲ့ဖွင့်မယ်လို့ကျွန်မသတင်းကြားရပါတယ်အဲ့ဒီစိုင်းနာမည်ကိုကျွန်မ
သိရလို့ရှိရင်အားလုံးကိုလာပြန်ပြောပြပေးပါမယ်ရှင် Myanmar. Signet with cheese betano anchoring. Tunwa Queen is very beautiful and the queen who rules the continent. Tunwa Queen is a queen of valor. She is also a woman with a fearful archery ability to shoot down a swan police, wandering around in the sky. When the enemies came to attack Bino, the queen also destroyed the horse train in the war by sending water from the Yanpel stream. She is a brave queen with arrows who can crush enemies who came from the front by riding an arrow. Miss Grand, Myanmar. Alo mình là bà xem nó màပြောတော့ဘူးဝင်မပါတော့ဘူးဆိုပြီးတော့မှပေါ့နော်နေနေတာပေါ့နော်အခုဆိုလို့ရှိရင်ဒီ miss တိုင်ပွဲပေါ့နော်တောက်ဆောက်ပေါ့နော်ကြီးခဲ့တာတွေအပေးခဲ့တာတွေပေါ့နော်ပြီးခဲ့တဲ့နှစ်တော့ဆိုလို့ရှိရင်လည်းအရန်အောင်ပေါ့နော်ဒီနီလင်းအဲ့ကိုမတို့ဘလောက်ထိပို့တင်ပေးခဲ့လဲဘလောက်ထိပေါ့နော်အပေးခဲ့လဲဆိုတာမတို့ friend တွေအကုန်လုံးအတိဆုံးပဲပေါ့နော်ဒီဆက်ရထူးဆိုတာရှိလို့ပေါ့နော်ဒီနီလင်းအိမ်ဆိုတာဖြစ်လာတာပေါ့နော်အခုချိန်မှာဒီနီလင်းအိမ်ကိုမားကအကြံပေးချင်တာပေါ့နော်ဒီလောကမှာရက်တည်ရှင်နေတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီလောကတွေကမပြောက်ကွယ်သွားချင်ဘူးဒီလောကထဲမှာဆက်ရှိနေချင်သေးတယ်ဆိုရင်ကိုဘဝတမိုင်းတစ်ဆောက်လုံးဆရာကိုပုံကန်တယ်နော်ဗာလဲဟိုဆရာကိုပုံကန်တယ်တယ်လီစဉ်းစားကြည့်နော်မပြောပြမယ်ကိုပေါ်ဂျေဆုရှိတဲ့လူကိုတော့မှကိုကပုံကန်ခဲ့တယ်ဆိုရင်တကယ်လို့ထိုင်းနေနဲ့လက်တွဲလုံးမယ်ဆိုရင်ကိုကိုသူတို့ကလည်းဘယ်တော့မှယုံကြည်မှာမဟုတ်တယ်လို့ကိုကိုလည်းအမြဲတမ်းသူတို့ကနောက်ကျောကိုဓာတ်နဲ့ထိုးဖို့အတွက်သူတို့ကရှိနေမှာပဲပေါ့နော်ဒါကြောင့်မို့လို့တဲလေးကိုမှအမြင်မှန်ရစေချင်တယ်အမြင်မှန်ရစေချင်တယ်မာနတွေကိုဆော့စေချင်တယ်ပေါ့နော်ဆရာကိုသွားပြီးတော့တောင်းမှန်လိုက်ပါနော်တောင်းမှန်လိုက်ပါလို့ပဲမှအကြံပြုချင်ပါတယ်ဘာကိစ္စပဲဖြစ်ဖြစ်ဘလောက်ပဲဖြစ်ဖြစ်ပေါ့နော်သွားပြီးတော့ညှိနှိုင်းလိုက်ပါနော်မပြောတာစစ်စင်းလေးပဲဆရာထူးရှိလို့နော်နင်နီဆိုတာဖြစ်လာတာနင်နီဆိုတာဆရာထူးမရှိရင်နင်နီဆိုတာဖြစ်လာစရာအကြောင်းမရှိဘူးနင်နီကိုမတို့လည်းမသိခဲ့ဘူးပေါ့နော်ဘယ်ကြိုဘယ်ချောင်ဘယ်တော်ထဲမှာနေတာလဲဘယ်မှာဘာတွေလုံနာလဲဆိုတာမတို့မသိခဲ့ဘူးပေါ့နော်ဒီဆရာထူးရှိလို့တဲလေးရှိလာတယ်ဆိုတာကိုလက်ခံလိုက်နော်လက်ခံပြီးတော့အကောင်းဆုံးအကြံပြုချင်တာဆရာထူးနဲ့သွားပြီးတော့ပူပေါင်းလိုက်ပါအခုကမြန်မာပြည်သားတွေမြန်မာလူမျိုးတွေစီးလုံးရမယ့်အချိန်ဖြစ်နေပြီနော်ဟိုကဘလောက်ထိညံ့ကောင်းလဲဆိုတာနော်တွေ့တယ်ဟုတ်လားနော်ကိုချင်းချင်းကိုရံပြန်တိုက်ပလိုက်တာအရန်ညံ့ကောင်းတယ်သူတို့ကညံ့ကောင်းတယ်ပြီးလို့ရှိရင်ကိုရဲ့မြန်မာနိုင်ငံကပေါ့နော် background မကောင်းဘူးเนาะ background မကောင်းတဲ့အတွက်ကိုရဲ့လူမျိုးချင်းချင်းတွေးစီမှရမယ်เนาะတတိเนาะဒါကြောင့်မို့လို့မမေတကြံဒီเนาะအကြံပြုတ်တာကအကြံပြုတ်တယ်ပေါ့เนาะတွားပြီးတော့မှဒီအခုကြည့်နေတဲ့သူတွေเนาะသူကတော့မ post ကိုတွေးချင်မှတွေးမယ်အခုကြည့်နေတဲ့သူတွေအကောလုံးပေါ့เนาะဒီမမေတကြံပြောတဲ့အတိုင်းလေးပဲ comment တွေမှာတွားပြီးတော့မှန်ပေးစေချင်တယ်ပေါ့เนาะဒါကြောင့်မို့လို့မာနလေးတွေကိုစော့ပါကိုကတောင်းမှန်လိုက်မယ်ဆိုရင်ကိုဆရာကမကြည့်အေးပေးဆရာပါအကြောင်းမှမရှိဘူးเนาะဆရာတွေဆိုတာကလေအမြဲတမ်းကိုရဲ့တပည့်တွေပေါ့မေတ္တာစေတနာဆိုတာရှိပြီးသားပဲပေါ့เนาะဒါကြောင့်မို့လို့ဒီလောကထဲမှာဆက်ပြီးတော့ရှင်တန်ချင်တယ်ကိုရဲ့ဘဝကိုအမဲဆက်တစ်ခုနဲ့မဖြတ်တန်းချင်ဘူးဆိုလို့ရှိရင်တော့ကိုရဲ့ဆရာကိုတွားပြီးတော့တောင်းမှန်လိုက်ပါတွားပူပေါင်းလိုက်ပါเนาะပြောထားဆိုထားတာမှားခဲ့တာတွေစီလို့ရှိရင်ဝန်ချတောင်းမှန်လိုက်ပါเนาะဝန်ချတောင်းမှန်လိုက်ပါဆရာထူးကိုကြတော့ဟိုထူးဗါလဲဟိုကထူးပြောစရာမလိုဘူး तू ကကြတော့နီလက်ခံနီရောက်တော့တောင်းမှန်မယ်ဆို तू ကလက်ခံပြီးသားပဲလို့အမားကယုံကြည်တယ်ပေါ့เนาะဒါကြောင့်မို့လို့တွားပြီးတော့တောင်းမှန်လိုက်ပါလို့เนาะမြန်မာပြည်သားတွေစီးလုံးရမယ့်ချိန်ဖြစ်ပြီးเนาะတဲလေးလို့မှုေးလိုက်တဲ့မီးရတဲလေးလို့ပဲထိတာမဟုတ်ဘူးတနိုင်ငံလုံးထိတယ်เนาะမြန်မာတနိုင်ငံလုံးထိတယ်ဒါကြောင့်မို့မြန်မာလူမျိုးတွေစီးလုံးတင့်တယ်လို့အမဟိုဟာပေါ့เนาะအကြံပြုတာဖြစ်ပါတယ်ဆရာလို့တာမဟုတ်ဘူးအကြံပြုတာပါเนาะကျေးဇူးတင်ပါတယ်စင်เนาะဒါအခုချစ်ကပတ်ဒီကောင်းကျတော့ Kevin Klein ထုတ်တဲ့ကပတ်သုံးထားတဲ့တည်ရသားချင်းအတူတူပဲ
ဒီကောင်ကယူရို900ပေးရတယ်ဂူချီကနော်ယူရို900ဆိုမြန်မာငွေ330နီးပါပေါ့ဒီကောင်ကကင်မီကလိုင်းကယူရို90ပဲပေးရတယ်နော်အဲ့တော့မြန်မာငွေ3000နီးပါဆိုတော့ဘာပြောချင်တာလဲဆိုတော့ပစ္စည်းချင်းကအတူတူပဲဒါပေမဲ့နာမည်ကွာွားတာဖြစ်တဲ့အတွက်ကြောင့်တန်ဖိုးတွေကွာွားတယ်အဲ့လိုပဲလူချင်းအတူတူပဲဒါပေမဲ့ကိုကစောက်ကြည့်ရုပ်တယ်လို့မျိုးကိုယ့်ရဲ့တန်ဖိုးကလည်းကျသွားတယ်နော်သိလားအဲ့ဒါပြောချင်တာနော်ဆိုတော့ယူယူသားနေပါကောင်းဝင်ပြောဆိုဆက်ဆံပါနော်ကိုကျင်လေတဲ့ပတ်ဝန်းကျင်မှာတန်ဖိုးမကျစေနဲ့နော်တကယ်ချင်းဒါပဲပြောချင်တယ်ချီထားတဲ့ပတ်သက်ငါ့ကိုပြန်ပေးနော်ဘေးလက်ပါအဲ့တော့ကိုကိုပြန်စဉ်းစားပါနော်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ချင်တာလားဒါမှမဟုတ်လို့ရှိရင်တန်ဖိုးနဲ့တဲ့လူတစ်ယောက်ဖြစ်ချင်တာလားဆိုတော့နော်ဒါပေမဲ့လူတိုင်းအားလုံးကတော့တန်ဖိုးရှိအောင်ကြိုးစားနေကြတာဒါပေမဲ့အဲ့ဒီမှာကိုကတန်ဖိုးနဲ့တဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်